အားလုံးပဲမင်္ဂလာပါဗျကျွန်တော်ဒီနေ့မှာတော့ဒါ21ရက်17လ2025ကျွန်တော်ဒီနေ့တောက်ကြနေပေါ့ဗျာเนาะကျွန်တော်နိုင်ငံပွဲစဉ်တွေအပြီးကျွန်တော်ဒါခလက်ပွဲစဉ်တွေပြန်စားတာဖြစ်ပါတယ်အမှတ်ပွဲစဉ်တွေပြန်စားတဲ့နေ့တစ်နေ့ပေါ့ဗျာเนาะဒီနေ့ကတောက်ကြနေပွဲစဉ်တွေကအများကြီးတော့မရှိဘူးဒါ၄ပွဲလောက်တော့ရှိမယ်ဗျเนาะ၄ပွဲလောက်တော့ရှိမယ်နိုင်ငံပွဲတွေကတော့ကျွန်တော်ဒါသုံးသပ်မှုလေးမရှိခဲ့ဘူးဒါခလက်ပွဲတွေမှာကျွန်တော်ဒါသုံးသပ်မှုလေးပြန်လည်ပြီးတော့ဗီဒီယိုဖိုင်လေးလုပ်ပေးတာဖြစ်ပါတယ်ဒီနေ့ညမှာတော့ဒါအင်္ဂလန်ပရီးမီးယားလိဂ်မှာတော့ပွဲစဉ်တွေမရှိဘူးအီတလီစီးရီးလည်းပွဲစဉ်တွေမရှိဘူးကျွန်တော်တို့ဒါစပိန်လာလီဂါရှိမယ်ဂျာမန်ဘွန်တစ်လီဂါပြင်သစ်လီဂ်1နဲ့အင်္ဂလန်ချန်ပီယံရှစ်ဒါ၄ပွဲလောက်တော့ရှိမှာဗျเนาะဂျာမန်ဘွန်တစ်လီဂါ2တော့ရှိတယ်ဒါစုစုပေါင်းဆိုရင်တော့ဒါအကြိုက်လူစောဆုံးများဆုံးဒါ6ပွဲလောက်တော့ရှိမယ်ဒီထက်မှကျွန်တော်စိတ်ကြိုက်2ပွဲလောက်ကိုရွေးချက်ပေးမှာဖြစ်ပါတယ်ယနေ့ညမှာအရင်ဦးဆုံးကျွန်တော်ရွေးချက်ပေးခြင်းတဲ့ပွဲစဉ်လေးကတော့ဒါစပိန်လာလီဂါတွေကပွဲစဉ်တစ်ပွဲဖြစ်တယ်เนาะဗလင်စီယာနဲ့လီဗန်တေးဒီပွဲစဉ်လေးကိုကျွန်တော်ရွေးချက်ပေးမှာဖြစ်ပါတယ်ယနေ့ညမှာတော့ကျွန်တော်တို့ဗလင်စီယာနေပြီးတော့လီဗန်တေးကိုဒါဘော်ရီဂျေးမှာဆိုရင် level ကိုရှုံးဒါဂိုးပေါင်းချင်းမှာဆိုရင်နှလုံးရှုံးဆိုတဲ့ခြေမျိုးဖွင့်လှစ်ထားတာဖြစ်ပါတယ်နှစ်သင်းလုံးကတော့ဒါစပိန်လာလီဂါမှာနောက်ဆုံးကန်ခဲ့တဲ့5ပွဲတွေကိုသွားပြန်ကြည့်ရမယ်ဆိုနှစ်သင်းလုံးမှာတော့အားရစရာခြေစွမ်းခြေစားတော့မရှိဘူးနှစ်သင်းလုံးကဒါပြောရမယ်ဆိုရင်နှစ်သင်းလုံးကရတဲ့တွေကတော့ဒါစပိန်လာလီဂါမှာဆိုးဝါးတယ်ဗလီစီယာဆိုရင်လည်းဒါအဆင့်7မှာရောက်ရှိနေတာဖြစ်တယ်ပွဲစဉ်12ပွဲလောက်ကပြီးသွားတဲ့နှစ်မှာ2ပွဲလောက်ပွဲနိုင်ပွဲရရှိထားပြီးတော့ဒါ4ပွဲတည်း6ပွဲထိလောက်ရှုံးထားတယ်ဒီလိုမျိုးရလက်မျိုးထက်တယ်လီဗာတေးဆိုလည်းဒါစပိန်လာလီဂါမှာအောက်ဆုံးစစ်မှာအဆင့်19မှာရောက်ရှိနေတာဖြစ်တယ်12ပွဲကံပြီးသွားပြီး2ပွဲနိုင်เนาะ3ပွဲတည်9ပွဲထိတော့ရှုံးထားတာဖြစ်တယ်နှစ်သင်းလုံးကတော့ချာဒူးလန်နဲ့နှစ်သင်းလုံးဖြစ်တယ်စပိန်လာလီဂါမှာတော့ဗလင်စီယာဆိုရင်လည်းဒါတော်တော်လေးကိုဒါယွန်းယွန်းပြက်စီးနေတဲ့အသင်းလို့ပြောရတယ်ထိုနည်း၎င်းမဲ့ဒါလီဗန်ဈေးဆိုရင်လည်းဒီနေ့ဒါစပိန်လာလီဂါမှာတန်းစင်းရဖို့ရင်းကလားလာကတော့ဒါများနေတာဖြစ်တယ်ပွဲစဉ်7လောက်ထိတော့ကံပြီးသွားတဲ့နဲ့ဒါရမှတ်တွေကလည်းထင်သလောက်မရထားဘူးเนาะဒါသူတို့နှစ်သင်းရဲ့ထိတိုက်တွေ့ဆုံမှုကျွန်တော်တစ်ချက်သွားပြကြည့်ရမယ်စုစုပေါင်းဆို28ကြိမ်လောက်ရှိခဲ့တယ်ဗလင်စီယာတော့73ကြိမ်နဲ့တေကြတာ9ကြိမ်လီဗန်တေးကတော့5ကြိမ်နိုင်ထားခဲ့တယ်ဒီနေ့ညဒါလီဗန်တေးကနေပြီးတော့ဗလင်စီယာကိုအိမ်ကွင်းကနေပြီးတော့တေကိုအရှုံးဖွင့်လှစ်ထားတယ်ဒီနေ့ညဒါဒီနှစ်သင်းရဲ့ဖွင့်လှစ်ထားတဲ့ခြေတခြေလို့ကျွန်တော်ထင်မိတယ်ဒါလက်ရှိလီဗန်တေးနဲ့ဗလင်စီယာရဲ့ခြေစက်ရလီဗန်တေးကတော့ဗလင်စီယာကိုနည်းနည်းလေးရှင်းပြိုင်မှုခက်ခဲတဲ့အဝေးကွင်းလည်းဖြစ်တယ်လီဗန်တေးတို့တင်မျိုးကတော့အိမ်ကွင်းဆိုရင်တော့မာကျိုးတဲ့အသင်းမျိုးတော့ဖြစ်တယ်ဒါပေမဲ့ဒါအဝေးကွင်းဆိုရင်ဒါတော်တော်လေးညံ့တဲ့အသင်းလို့တော့ဒါဆိုလို့ရတယ်เนาะဗလင်စီယာလည်းထွန်တီလက်ကောင်းမဲ့ဒါအဝေးကွင်းဆိုရင်လည်းညံ့တယ်လို့အိမ်ကွင်းဆိုရင်လည်းထင်သလောက်အလုပ်တွေမဖြစ်ထားဘူးเนาะဒီဇင်ဘာလရောက်တဲ့အချိန်ဆိုရင်တော့ဒါပွဲချက်ကာလတွေနှစ်သင်းလုံးကြုံတွေ့ရမှာဖြစ်ပါတယ်เนาะအဲ့ဒါကြောင့်မို့နှစ်သင်းလုံးဒါရမှတ်တွေ3မှတ်ဒီနေ့ရဖို့ကြိုးစားလာမယ်ညတညလို့ကျွန်တော်ထင်မိတယ်ဘော်ရီဂျေးမှာတေရှိုးကိုပေါင်းချင်းလေးမှာနှလုံးရှုံးဆိုတဲ့ဂျေးမျိုးမှာတော့ကျွန်တော်ဒီပွဲစဉ်လေးကိုစိတ်ကြိုက်တကြောင်ကောင်းလေးရွေးချုပ်ပေးကြပါတယ်เนาะဒီနေ့မှာတော့ဒီပွဲစဉ်လေးမှာဆိုရင်ဒါလီဗန်တေးမှာဆိုရင်လူစင်းမှာဆိုလည်းလူနာတော်တော်များသားတော့ဗလင်စီယာမှာလည်းလူတွေတော်တော်နာများထားတာတွေ့ရတယ်เนาะအဲ့အတွက်ကြောင့်မလို့ဒီနေ့ညမှာတော့ဒါဘော်ရီဂျေးမှာတေကိုရှုံးဗလင်စီယာဖွင့်ထားတယ်ဂိုးပေါင်းကြီးလေးမှာနှလုံးရှုံးဆိုတဲ့ဂျင်းမျိုးမှာတော့ကျွန်တော်ကတော့ဒါဒီပွဲစဉ်ကိုကျွန်တော်ဂိုးပေါင်း9အောက်လေးကိုရွေးချယ်ပေးခြင်းပါတယ်ဒီပွဲစဉ်မှာတော့ကျွန်တော်ဗလင်စီယာနဲ့လီဗန်တေးရဲ့ပွဲစဉ်မှာတော့ကျွန်တော်ဂိုးပေါင်းပေါ်လေးကိုရွေးချယ်ပေးခြင်းပါတယ်နှစ်သင်းလုံးကလည်းဒါပြောမလို့ချာတူးလန်နေတဲ့နှစ်သင်းလုံးဖြစ်တယ်เนาะတက်စစ်ကလည်းအလုံးမဖြစ်သလိုခန်းစစ်ကလည်းအလုံးမဖြစ်ဘူးနှစ်သင်းလုံးဒီလိုမျိုးရလက်တွေထွက်ပေါ်နေတဲ့နေရာမှာဒီနေ့ညနှစ်သင်းလုံးဒါဖွင့်ကစားလာမယ်ညတညလို့ကျွန်တော်ထင်မိတယ်ရမဲ့3မှတ်ရဖို့လေနှစ်သင်းလုံးဖွင့်ကစားလာမယ်ညတညနောက်ပြီးတော့စပိန်လာလီဂါမှာဆိုရင်ဒီဘော်ရီဂျင်းနဲ့ဂူပေါင်းကြီးอ่ะဒါဂူပေါင်းကြီးอ่ะပြင်းသလိုတော့ခေါ်လို့ရတယ်လီဗာပူးပွဲစဉ်မှာဆိုရင်ဒါနှလုံးအရှုံးဆိုတဲ့ကြီးမျိုးอ่ะဒါပြောမယ်ဆိုရင်အသင်းကြီးနေနဲ့မဟုတ်ဘဲနဲ့ဒါသူနဲ့ခြေမတိမ်မင်းအသင်းနေနဲ့နှလုံးအရှုံးဖွင့်တဲ့တိုင်းကြီးကတော့ပြင်းတဲ့ကြီးတစ်ကြီးလို့ကျွန်တော်ထင်မြင်သုံးသပ်မိတယ်အဲကြောင့်မို့ဂူပေါင်းကြီးဒီနေ့ညဗလင်စီယာနဲ့လီဗန်တေးရဲ့ပွဲစဉ်မှာဂိုးပေါင်းချင်းပြင်းနေတဲ့အတွက်ကျွန်တော်ဂိုးပေါင်းအပေါ်လေးကိုရွေးချယ်ပေးခြင်းပါတယ်
ကဲကျွန်တော်တို့နောက်ပွဲကိုကျွန်တော်ဆက်လက်ပြီးတော့ရွေးချယ်ပေးခြင်းပါတယ်ဒီနေ့ညကျွန်တော်တို့ဂျာမန်ဘူတစ်လီဂါတွေကပွဲစဉ်တစ်ပွဲကတ်မှာဖြစ်ပါတယ်ဒီပွဲစဉ်မှာတော့ main နဲ့ Hoffenheim ရဲ့ပွဲစဉ်လေးကိုကျွန်တော်ရွေးထုတ်ပေးထားတာမျိုးလေးရှိပါတယ်ယနေ့ညမှာဆိုရင် main ကနေပြီးတော့ Hoffenheim ကိုလည်းဒါမြန်မာချင်းမှာဆိုရင်တော့ level ပြား20ရှုံးလောက်ထိကိုကြေးပေးထားတာဖြစ်ပြီးတော့ကိုပေါင်းချင်းမှာဆိုရင်တော့3လုံးသေးလောက်ထိကိုကြေးဖွင့်လှစ်ထားတာဖြစ်ပါတယ်ဒီနှစ်သင်းရဲ့ထိပ်တိုက်တွေ့ဆုံမှုတွေကိုကျွန်တော်တို့တွားပြကြည့်ရမယ်ဆိုရင်အားလုံးပေါင်းဆိုရင်တော့33ကြိမ်တော့ရှိခဲ့ပြီးတော့ဒါမိန်းကတော့ဒါ73ကြိမ်နိုင်တေကြတာ9ကြိမ်ပုံမှန်ကတော့17ကြိမ်နိုင်လာတာဖြစ်ပါတယ်နှစ်နှစ်ကကျွန်တော်တို့2024 2025ရာသီမှာတော့ကျွန်တော်တို့နှစ်သင်းလုံးကတော့မိန်းရဲ့အိမ်ဝင်းမှာ2စီးနဲ့နိုင်တယ်ဖော်မင်ရဲ့အိမ်ဝင်းမှာလည်းပြန်ပြီးတော့2စီးနဲ့နိုင်ထားတယ်သူ့အိမ်ဝင်းမှာသူနိုင်ကိုအိမ်ဝင်းမှာကိုနိုင်ဆိုတဲ့ရလက်မျိုးတွေထွက်ပေါ်ထားတာမျိုးတော့တွေ့ရတယ်နော်ယနေ့ညမှာမိတ်အနေနဲ့ဒါအိမ်ဝင်းကနေဖော်ပြဟင်းကိုဘယ်လိုရှင်ပြိုင်သွားမလဲဆိုတာကျွန်တော်စောင့်ကြည့်ရမယ်လက်ရှိခြေစမ်းရမှာတော့ဖော်ပြဟင်းကအဆင့်6မှာရက်တင်နေတယ်နော်10ပွဲကံပြီးသွားပြီ6ပွဲတော့နိုင်ထားတယ်တပွဲတည်3ပွဲရှုံးထားတယ်ဒီဆိုတော့ဖော်ပြရဲ့လက်ရှိခြေစမ်းပိုင်းကတော့ရလက်မစိုးတော့ဘူးရက်တကောင်းမွန်တယ်လို့ဆိုလို့ရတယ်မိတ်ကတော့ပြက်ကြည့်မယ်ဆိုရင်တော့မိတ်ကတော့ဒါရလက်တွေစိုးသွားနေတယ်ဘာကြောင့်လဲဆိုတော့10ပွဲကံပြီးသွားတဲ့တပွဲပဲနိုင်ပွဲရရှိတိုင်း2ပွဲတည်9ပွဲထိအောင်ရှုံးထားတယ်ရမှတ်9မှတ်နဲ့အဆင့်19နေရာမှာလက်ရှိရက်တည်နေတာဖြစ်တယ်။ဒါမိတ်ကဒီနေ့ရာသီမှာဂျာမန်ဘူတစ်လီဂါမှာတော်တော်လေးရလက်ဆိုးဝါးနေတဲ့အသင်းလို့ကျွန်တော်ဆိုလို့ရတယ်။သူ့ရဲ့ပြိုင်ပွဲဆိုနောက်ဆုံးကန်ခဲ့တဲ့9ပွဲမှာတော့ကျွန်တော်တို့ကလပ်ကျွန်တော်ဂျာမန်ဘူတစ်လီဂါကလပ်ပွဲစဉ်9ပွဲမှာတော့နိုင်ပွဲတစ်ပွဲမှရရှိထားတာမျိုးတော့မရှိဘူးကြ။เนาะလီဗာပူးကိုရှုံးတယ်စတိုကစ်ကိုရှုံးတယ်။နောက်ပြီးတော့ဒါဝါတာပီမင်ကိုတရေကန်တယ်ပြီးကြရင်တော့ကျွန်တော်တို့ဖရန်ဘက်ကိုရှုံးထားတယ်။เนาะဒီလိုမျိုးနောက်တော့ဟာမာကာလိုသင်းမျိုးတော့သူဒါ4စီးနဲ့ဒါအိမ်ဝင်းမှာကိုပြက်ရှုံးထားခဲ့တယ်ဒီလိုရမြက်မျိုးကြည့်ရမယ်ဆိုရင်မိတ်ကဒါလက်ရှိဒီနေ့ရသည်ဂျာမန်ဘူတစ်လီဂါမှာတော်တော်လေးကိုခြေစမ်းစိုးဝါးနေတဲ့အသင်းလို့ပြောရမယ်ဖော်ပင်ကတော့ဒါနောက်ဆုံးကန်ခဲ့တဲ့9ပွဲမှာအားရသာခြေတဲ့ပို့တော့ရှိတယ်နောက်ဆုံးကန်ခဲ့တဲ့9ပွဲမှာရှုံးပွဲမရှိသေးဘူးစိတ်မော်လီကို0-3နဲ့နိုင်တယ်နော်ဟိုက်တန်ဟင်းကို3-1နဲ့နိုင်တယ်စိတ်မော်လီကိုဒုတိယကြော့မှာ2-2ကန်တယ်နော်ဝူကိုဒါ2-2ကန်ပြီးတော့ live ကို3-1နဲ့နိုင်ထားခဲ့တဲ့ရလက်မှာဒါနောက်ဆုံးကန်ခဲ့ဖော်ကင်းရဲ့9ပွဲမှာတော့ဒါအားရကျဉ်းမှုရှိတယ်တော်တော်လေးကိုခြေသွားပိုင်းဒါမစိုးလာဘူးလို့ပြောလို့ရတယ်ဒီနေ့ညမှာဒါဥမအဝေးကွင်းဖြစ်တော်၎င်းဒီနေ့ညမှာလက်ရှိခြေသမ်းပိုင်းကမိတ်ထက်လည်းတာတယ်ဗျာဒီနေ့ညမှာကြီးတော့အနည်းဆုံးတော့ဒါ level ပြား90ရှုံးတော့ဖွင့်လှစ်လာတဲ့တယ်လို့ကျွန်တော်ထင်မြင်သုံးသပ်မိတယ်ဒါဥမဒီနေ့ညမှာဘိုးကြီးမှာထိုင်းအင်တာနက် upgrade ကြီးမှာတော့ဒဲကြီးမျိုးဖွင့်လှစ်ထားတဲ့အနေထားရဒီနေ့ညမှာဖော်ပြင်းအနေနဲ့ဝေးကွင်းမှာမိတ်ကိုရှင်ပြိုင်မှုခင်းတဲ့ညတညလို့ကျွန်တော်ထင်မြင်သုံးသပ်မိတယ်။ဂိုးပေါင်းချင်းမှာဆိုရင်လည်း3လုံးတည်ဒီနေ့ညမှာမိတ်အနေနဲ့အိမ်ဝင်းကနေပြီးတော့အနည်းဆုံး9ရဖို့တော့အလားလာရှိတဲ့ညတညလို့ကျွန်တော်ထင်မြင်သုံးသပ်မိတယ်။အဲ့ဒါကြောင့်မို့ဒီနေ့ညမိတ်အနေနဲ့ဒါသူ့ရဲ့ဒါရလက်ဆိုးွားနေတာကိုဒါကျွန်တော်တို့ပြောမယ်ဆိုရင်နိုင်ငံပွဲစဉ်တွေအပြီးကျွန်တော်တို့အမှတ်ပေးပွဲစဉ်တွေပြန်စမှာရမှတ်3မှတ်တော့ဒီနေ့ညရအောင်သူအနေနဲ့စွမ်းဆောင်သွားမယ်လို့ထင်တယ်။အဲ့ဒါကြောင့်မို့ဒီနေ့ညမှာကျွန်တော်ကတော့မိတ်ဘော်ဒီလေးကိုကျွန်တော်ရွေးချယ်ပေးနေပါတယ်။ဘာကြောင့်လဲမိတ်ဘော်ဒီကိုရွေးချယ်ပေးရလဲဆိုတော့ယနေ့ညမှာမိတ်အနေနဲ့အိမ်ဝင်းကနေပြီးတော့ရမှတ်3မှတ်ရဖို့ရေအကောင်းဆုံးကြိုးစားသွားမယ်ညတညလို့ထင်မြင်သုံးသပ်မိပါတယ်။ဒီနေ့ညမှာတော့ကျွန်တော်ပွဲစဉ်လည်းနေတဲ့အတွက်ဒါတောက်ကြနေလည်းဖြစ်တယ်။မနက်ဖြန်မှာတော့ပွဲစဉ်တွေအများကြီးရှိတဲ့အတွက်ပွဲစဉ်တွေများသလိုအကောင်းဆုံးရွေးချယ်ပေးသွားမှာဖြစ်ပါတယ်။ပွဲစဉ်တွေနဲသလိုဒါရွေးချယ်ပေးရတဲ့အတွက်ဒီနေ့ညမှာ4ပွဲလောက်ရှိတဲ့နှစ်ပွဲကိုရွေးချယ်ပေးခဲ့တာဖြစ်ပါတယ်။ဒီနေ့ညမှာတော့ဗလင်စီယာနဲ့လီဗာတေးရဲ့ပွဲစဉ်9ပေါက်ပေါ်ကြိုက်ပါတယ်မိတ်နဲ့ဟော်ဘင်ပင်းရဲ့ပွဲစဉ်မှာတော့မိတ်ဘော်ဒီလေးကိုကျွန်တော်ကြိုက်ပါတယ်ကျွန်တော်နဲ့အကြိုက်ချင်းတူရင်ဒါ like ဆိုလို့ရပါတယ်ကျွန်တော် Telegram channel လေးကိုလည်း like join ထားလို့ရပါတယ်ဒီ YouTube channel ကွန်မန့်ပါ Telegram channel လေးချပေးထားပါတယ် Viber ရဲ့ဒါ channel လေးရော Viber နံပါတ်လေးရော Telegram နံပါတ်တွေပါချပေးထားပါတယ် like join ထားလို့ရပါတယ်เนาะကျွန်တော်ရဲ့ဒါဒီနေ့ညနှစ်ပွဲကိုအကြိုက်ချင်းကျန်းတဲ့ညီကိုများအကြိုက်ချင်းတူရင်ဒါ like ဆိုလို့ရပါတယ်เนาะကျွန်တော်ရဲ့ video file လေးကိုအားပေးတဲ့ချင်းတိုင်းထူးပဲကျေးဇူးတင်ပါတယ်အမှတ်ပေးပွဲတရားတွေပြန်စားတဲ့ညမှာပေါင်းနေနိုင်ငွေတွေများထုံးနိုင်ကြပါဦးစုမကောင်းတောင်းနေကျွန်တော် video လေးဆုံးသက်ပါစေအားလုံးပဲစနေနေ့ညမနက်ဖြန်ညမှာအကောင်းဆုံးပွဲစဉ်တွေတူပြန်ဆောင်ပါစေကိုလက်ပါ